ညီမလေးကမှခေါင်းစားအခြေဆုံးကွာတခြားသူတယောက်ပြပြောင်းလဲတော့လို့လုပ်ပေးချင်တာအဲ့ဒါစိတ်ဝင်စားလားစိတ်ဝင်စားရဲ့နော်အဲ့ဆိုရင်ညီမလေးကမှခေါင်းစားအခြေဆုံးကွာတခြားသူတယောက်ပြပြောင်းလဲတော့အောင်ဒီဆိုင်ရသူတွေမှတ်ပြီးတော့အောင်မှလုပ်ပေးမှာဆိုတော့ငါးခင်လက်ကချင်းမလားဒီနေ့ညီမတို့ Havela ရဲ့အလားပါဟာလူသားနဲ့ထိုက်တန်ပါတယ်ဆိုတဲ့အစီအစဉ်လေးတက်ပေါ့နော်။ကောင်မလေးတယောက်ကိုတွေ့ထားရဲပေါ့နော်။ကဲအခုအဲ့ကောင်မလေးစီကိုတားလိုက်ကြရအောင်။ဟုတ်ရှိတာမျိုးတမတွေ့ရလားအင်ကြီးမရောက်နေတဲ့တရားအင်ကြီးမလေးစီကိုသွားမလားလိုက်ခဲ့ဟေးမင်္ဂလာပါညီမလေးဟုတ်ကဲ့မင်္ဂလာပါမငါကင်တန်လေးကမှုေးနေရပဲငါလေးမင်္ဂလာပါမတို့ကပေါ့နော်ဒီနာ Havela ပေါ့နော်အလားပါဟာလူတိုင်းထိုက်တန်ပါတယ်ဆိုတဲ့အစီအစဉ်လေးကိုလုပ်နေရပေါ့အဲ့ဒီအစီအစဉ်လေးမှာပေါ့နော်ညီမလေးကမှခေါင်းစားအခြေဆုံးကွာတခြားသူတယောက်ပြပြောင်းလဲတော့လို့လုပ်ပေးချင်တာအဲ့ဒါစိတ်ဝင်စားလားစိတ်ဝင်စားရဲ့နော်အဲ့ဆိုရင်ညီမလေးကမှခေါင်းစားခြေဆုံးကွာတခြားသူတယောက်ပြပြောင်းလဲတော့အောင်ဒီဆိုင်ရသူတွေမှတ်ပြီးတော့အောင်မှလုပ်ပေးမှာဆိုတော့ငါးခင်လက်ကချင်းမလားစားရနော်ဟုတ်ပြီအဲ့ဆိုရင်ဒီနေ့အချိန်ရလားညီမလေးဟုတ်ကဲ့မအချိန်ရပါတယ်အချိန်ရရင်နော်အဲ့ဆိုရင်တို့ဒီနေ့ပဲဆိုင်ကိုသွားလိုက်ရအောင်လीနော်ဟုတ်ကဲ့မဟုတ်သွားပြောင်းလဲလိုက်ရအောင်နော်ပြောင်းလဲပါစားရအားလုံးပဲမင်္ဂလာပါညီမကတော့ဟလာပါဟာလူတိုင်းနဲ့ထိုက်တန်နေဆိုတဲ့အစီအစဉ်လေးမှာဒီညီမလေးကိုသပင်ဒီဇိုင်းချိန်ပေးမယ် hair style လေးဖြူဖြစ်ပါတယ်ကြိုက်လားညီမလေးဟုတ်ကြိုက်ရဲမခံစားချက်လေးပြောပြပေးပါသင်တကားတော့ဘာလို့လဲဆိုကိုလူတယောက်အစ်စ်လိုမျိုးပြောင်းသွားရောနော်ရင်းနဲ့လှသွားတယ်လို့ခံစားလုံးဝပြောင်းလဲသွားရင်နော်လုံးဝပြောင်းလဲသွားတယ်လူတစ်ယောက်လိုပဲရင်းနဲ့လှသွားနောက်လည်းဒီလိုမျိုးလေးပဲနေနော်ဟုတ်ဒီတိုင်းလေးပဲနေ